မဟာသမယတုတ်ကိုရွတ်ဖတ်ပူဇော်ကြတဲ့သူတွေအိုးပိုင်အိမ်ပိုင်ခံမြဲကြပါစေမဟာသမယတုတ်ကိုရွတ်ဖတ်ပူဇော်ကြတဲ့သူတွေကျောင်းကံဖျားစေတီတည်ခြင်းကိစ္စတွေအမြန်ပြီးမြောက်အောင်မြင်ကြပါစေမင်္ဂလာပါရှင်တက္ကတိုင်းကပိလဝိပြည်နီးမှာရှိတဲ့မဟာဝုံတော်ကြီးထဲမှာတရားနာလာရောက်ကြတဲ့နတ်မြမာတွေကိုမြတ်စွာဘုရားရှင်ကဇယိုက်နဲ့လျော်ညီစွာဟောကြားထားခဲ့တဲ့မဟာသမယတုတ်ရဲ့နောက်ဆက်တွဲတုတ်6တုတ်ကိုရွတ်ဖတ်ပူဇော်ပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်။စစွာဦးရွတ်ဖတ်ပူဇော်လိုသူများအတွက်အခက်အခဲမရှိရလေအောင်စီစဉ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုကလစ်လေးကိုအစအဆုံးလိုက်ပါကြည့်ရှုလေ့လာမယ်ဆိုရင်အချိန်တိုတွင်လွယ်ကူစွာပူဇော်သွားနိုင်မှာဖြစ်ပါတယ်။ကြည့်ရှုလေ့လာပြီးနှစ်သက်ပီတိဖြစ်ရပါတယ်ဆိုရင်ဖြင့်မိတ်ဆွေတို့ရဲ့ like တစ်ချက်တည်တာဓု3ချိန်နဲ့ညီမျှပါတယ်ရှင်မိမိသိသလိုသူတစ်ပါးသိပါစေဆိုတဲ့စေတနာနဲ့ share လိုက်ရင်တော့ကိုယ်တိုင်ဓမ္မဒါနအလှရှင်ဖြစ်ပြီပေါ့ရှင်အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင်ပုရာဗေဒတုံခန္ဓာကိုယ်မပြည့်စည်မီမသေးမီကြင့်ကြံအားထုတ်ရမည့်တရားကိုပုရာဗေဒဟုခေါ်ဆိုသည်စကားအစဉ်ကိုပုရာဗေဒတုံဟုခေါ်ဆိုသည်မသေးခင်ကြိုတင်၍ဘာကိုပြုလုပ်သင့်သနည်းဟူသောပြဿနာကိုစင်ကြင်စဉ်းစားကြသောပညာစရိုက်များသောနတ်မြမာတို့၏စိတ်အကြံကိုသိတော်မူ၍နိမိတဘုရားရှင်ကတိက္ခာ3ပါးအကျင့်တရားကိုမေးတော်မူ၍ပကတိဘုရားရှင်သည်ကိလေသာတို့၏ငြိမ်းအေးခြင်းအကျိုးကိုဖြေဆိုတော်မူလျက်ပုရာဗေဒတုတ်ကိုဟောတော်မူပါသည်နမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပုရာဗေဒတုတ်ပါဠိတော်ဖြင့်ပူဇော်မည်ဖြစ်ပါသည်ဖေယကထံတတ္တိကထံသီလောဥပတန္တောတိဝုစ္စတိတံမေဂေါတမပဗျူဟိပုစ္စိတောဥတ္တမံနရံဝိတတံနှောပုရာဗေဒာပုပ္ပမန္တမာနိတိတောဝေမစ္စေနုပသင်္ခေယောတတ္တနတ္ထိပုရခတံအကောဒနောအတန္တာတိအာဝိကတ္ထိအကုတ်ကုသောမန္တဘာနီအနုဒ္ဒတောသဝေဝါစာယတောမုနီနိရာတတ္တိအနာဂတေအတိတံနာနုသောစတိဝိဝေကဓတ္တိဖတ်တေတုဒိဋ္ဌိတုသနနိယတိပတိလီနောအာကုဟကောအပိဟာလု
a misery apa gabo a se go so pe tu ne ye sa no yu do ta ti ye tu anatta vi ati ma ne sa no yu do tan no sa pati ba na wa na tado na vi risati la ba kamya na taikhati ala besa na kopati avi rodo sa tanaya rate tu na nu gaisati upikhako tada tato na loke minyate tamman na viteti na niseyo tattano tanti ottata yatta nitayana natti nyatawa dhamma anittito bawaya vibhawaya wa tanna yatta na vaisati tan bhumi upa tantoti kametu anna pikhinan gantha tata na vaisanti atarito vitatikan na tata pauta patawo khittan wuthong sa vaisati atta vapi nirattawa na tatame upalabhati ye na nan wizong putho sana atho tamana pyamana tan tata apurekhatan tatama vadetu nezati vita kedo a misery na ottetu vadate muni na tametu na ometu kappan neti akappiyo yatta loke takkan natti atadasa na tosati dhamme tusa na kissati tawe tantoti vosati ti pura beda tautan neithitan tadu tadu tadu